အားလုံးပဲမင်္ဂလာပါခနေ့29ရက်2လ2026မိနစ်ညပေါ့လေခွန်တုံညအချိန်ကြိုက်ပါတယ်ကျွန်တော်အဲ့ဒီမှာကျွန်တော်ခွန်တုံညနဲ့ချိန်ထားတာအဲ့၄ကွက်ပေါ့လေကြိုက်တဲ့ဟာရှိလို့ရှိရင်ထပ်ထိုးပါကွာကိုထပ်ပြေထိုးပေါ့မိကိုကလည်းလာရရှိနေတယ်ပေါ့လေစိုက်ကလေးတွေတွေ့နေရတယ်အဲ့တော့ကျွန်တော်ခွန်တုံညနဲ့ပဲကျွန်တော်ညီကိုလေးတွေကတ်ထားပါတယ်အခြားသောညီကိုတွေအသေးတွေကဆိုလို့ရှိရင်ကျွန်တော်1နှစ်တို့ပါတော့လည်းကောင်းပါသေးတယ်နှစ်3တို့ပါတော့စသည်အဖြစ်ပေါ့လေအကြီးညီကိုတွေဆိုလို့ရှိရင်လည်း19တို့စသည်အဖြစ်ပေါ့အဲ့ဒါလေးတွေရှိပါသေးတယ်ဆိုတော့ဘာဖြစ်ဖြစ်ကြိုက်တာလောက်ပါမနေ့ကတော့ကျွန်တော်တို့ညနေပိုင်းကြာမှနော်ကျွန်တော်တို့၄နှစ်ကထွက်တော့ထိုးမိတဲ့သူတွေရကြပါလိမ့်မယ်တနေ့တာဖြစ်တဲ့အတွက်မနေ့ညလေးတော့ထိုးပေါ့လေကဲကြိုက်ရင်လည်းကစားပါအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကြီးကျမ်းမာခြင်းတို့လုံးလုံးဝပြည့်စုံကြပါသည်ဘေးဥပအန္တရာယ်ခတ်သိမ်းကင်းဝေးကြပါသည်ကောင်းကျိုးလိုရင်းဆန္ဒလုံးလုံးဝပြည့်စုံကြပါသည်